အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ခုဗီဒီယိုလေးမှာကတော့ဒီလက်ရှိဒီနေ့မနက်ခင်းပိုင်းအတွက်တက်လာတဲ့ထဲကမှစိတ်ဝင်စားဖွယ်ရာသတင်း၃ပုဒ်ကိုကျွန်တော်ရွေးချယ်ပြီးကောက်လို့တင်ဆက်ပေးပါမယ်ဒါတွေကဆာမာပေးရဲ့သတင်းရဲ့ LS ကိုရဲ့သတင်းရဲ့ Carlos Baliba ရဲ့သတင်းရဲ့ဖြစ်ပါတယ်ဗျဒီဝဟန်တင်းရဲ့ကစားသမားဖြစ်တဲ့ဒီဆာမာပေးကိုဒါကတော့လက်ရှိအပြောင်းရွှေ့မှာဒါနာမည်ကြီးနေတဲ့ကစားသမားပဲပေါ့လေဒီကစားသမားကိုကလပ်အသင်းတော်များများအပြိုင်လူနေကြတယ်ပေါ့အဲ့ဒီထဲမှာထူးထူးခြားခြားပေါ့ဒီ sorry ကလပ်ဖြစ်တဲ့အေလာအသင်းကနေဝဟန်အသင်းနဲ့ကြားထဲမှာဒီကစားသမားအတွက်ပြောင်းရွှေ့ခြင်းကိုသဘောတူရရှိသွားပြီလို့ဆိုပါတယ်ဒါပေမဲ့ကစားသမားဘက်ကတော့ဒီ sorry ကလပ်ကိုပြောင်းမှုအတွက်ကိုဒီခေါင်းညင်ထားခြင်းမရှိဘူးကစားသမားဘက်က green light ပေးထားတာမရှိဘူးလို့ဆိုပါတယ်တစ်ဖက်မှာလည်းဒီ Italy club ဖြစ်တဲ့ Roma အသင်းကနေပြန်မှာဒီ risk မှာအရှုံးမပေးဘဲနဲ့ဆက်လက်ရှိနေတဲ့ဖြစ်ပါတယ်ဒီကစားသမားရဲ့ agent အနေနဲ့ဒါဆွေးနွေးမှုတွေကိုရိုမာတင်ကနေဆက်ပြီးမှလုပ်နေရတယ်ဆိုပါတယ်အဲ့ဒီအပြင်ကိုဒီ risk ထဲမှာခုနောက်ပိုင်းကိုဝင်လာတဲ့အသင်းကပါလဲဆိုတော့အတလန်တာအသင်းဖြစ်ပါတယ်အတလန်တာအသင်းရဲ့နီးပြကိုယ်တိုင်ရတဲ့ပြီးခဲ့တဲ့ညပေါ့လေဆာမာပေးနဲ့ဓာတ်စကားပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်လက်ရှိအနေအထားတစ်ခုမှာတော့အသင်းတွေအားလုံးကဒီဆာမာပေးရဲ့ဒီကစားသမားရဲ့အဆုံးဖြတ်ကိုပဲစောင့်ဆိုင်းနေကြတာဖြစ်ပါတယ်ကစားသမားအပြောင်းရွှေ့ခြင်းနဲ့အသင်းကိုရောက်ရှိသွားဖို့များပါတယ်ဆိုပြီးတော့ဖာဗီဇီယိုရိုမီရိုကတင်ဆက်ပေးထားတာဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ LS ကိုရဲ့သတင်းပေါ့လေဒီ Chelsea အသင်းကပြီးခဲ့တဲ့ရက်ပိုင်းကဒီဘုံမောက်တဲ့ကွင်းလေလူ LS ကိုအတွက်ကိုပေါင်64တန်းနဲ့ကန်လန်းခဲ့တယ်ဒါပေမဲ့အဲ့ကန်လန်းချက်ကိုဘုံမောက်တဲ့ဘက်ကချက်ချင်းကိုပယ်ချလိုက်ပါတယ်ဒီကစားသမား LS ကိုဒီအာဆင်နယ်မန်စီးတီးမန်ယူနိုက်တက်အသင်းတို့ကလည်းဒါလိုက်နေတယ်သူ့တို့ကန်လန်းမှုတွေပြုလုပ်ခဲ့တုန်းကလည်းဘုံမောက်အသင်းကနေချက်ချင်းပယ်ချခဲ့တယ်အခုလည်းချက်စီဒီ64တန်းနဲ့ကန်လန်းတဲ့ဥစ္စာကိုလည်းပယ်ချပြီးကစားသမားရောင်းချဖို့အတွက်ဆန္ဒမရှိဘူးဆိုပြီးမှအကြောင်းပြန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒီဘုံမောက်အသင်းက LS ကော့တော့ပြီးခဲ့တဲ့ဒီမက်စလာလောက်တကယ်ကသူစာချုပ်တွေကိုကန်လန်းထားခဲ့ပြီးမှဆွေးနွေးမှုတွေကြင်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်ကစားသမားဘက်ကတော့2029မတိုင်ခင်မှာထောက်ပံ့ဝင်ပြုမဲ့ရောချင်းစာချုပ်ဒီထောက်ပံ့ဝင်ပြုဖို့အတွက်ကိုဒီစာချုပ်မှာလက်မှတ်ထိုးအစီအစဉ်မရှိသေးဘူးလို့ဆိုပါတယ်ဒါပေမဲ့ဘုံမောက်ကတော့ဒီစာချုပ်တင်မချုပ်ဖြစ်ရင်တော့မှပဲအနည်းဆုံးနောက်တရာဒီလောက်ရအောင်ထိန်းထားမယ်ပေါ့စာချုပ်တက်တန်းကုန်တဲ့အထိဒီသူ့စာချုပ်က2028အထိမှာတက်တန်းကျန်နေတာဖြစ်တဲ့အတွက်တစ်နှစ်သူ့အသင်းမှာလာမယ့်ရာသီကိုသူ့အသင်းမှာဆက်ထားခြင်းနေတာဖြစ်တယ်ဆိုပြီးဒါဘန်ချက်ကောကနေပြန်မှဒါတင်ဆက်ပေးထားတဲ့သတင်းဖြစ်ပါတယ်နောက်တဲ့သတင်းကတော့ကာလိုပါလေးပါနဲ့သတင်းပေါ့လေနိုင်ရတဲ့သတင်းကဒီကွဲလေတွေကိုကွဲလေလူကူ2ယောက်ကိုခေါ်ခဲ့ပြီးဆိုပေမဲ့လို့တဲ့ကွဲလေအတွက်နောက်ထပ်တစ်ယောက်တတိယမြောက်ကစားသမားကိုခေါ်ယူဖို့တဲ့ကြိုးပမ်းလျက်ရှိတယ်တဲ့သူတို့ကဘယ်လိုကစားသမားမျိုးလိုချင်လဲဆိုတော့ကွင်းလေတစ်ခွင်လုံးကိုလွှမ်းမိုးနိုင်ပြီးတော့မော်ပန်းခြင်းမရှိပဲလှုပ်လှုပ်နိုင်တဲ့ဒီအဲ့လိုမျိုးကစားသမားမျိုးလိုချင်နေတာဖြစ်ပါတယ်တဲ့လက်ရှိမှာတော့ Brighton အသင်းရဲ့အသက်22နှစ်အရွယ်ကင်မရွန်းလက်ရွေးစင်ကစားသမားဖြစ်တဲ့ကာလိုပါလီဘာကိုမန်ယူကစောင့်ကြည့်ရဲ့စီးရင်ထဲမှာထည့်ထားစေဖြစ်ပါတယ်လို့ဆိုပါတယ်ဒါပေမဲ့ Brighton အသင်းဘက်ကဒီဘာလီဘာအတွက်ကိုပြောင်းရွှေ့ရေးကိုအများပြတောင်းဆိုပွဲရှိနေတယ်လို့ Sky Sport ကတင်ဆက်ထားပါတယ်ဒါပေမဲ့တခြားသတင်းတွေမှာကြတော့ဒီဘာလီဘာအတွက်ပြောင်းရွှေ့ရေးပေါက်85တန်းအထိကိုဒါမှလိုချင်နေတာလို့ဆိုပါတယ်ဒါပေမဲ့ Man United အသင်းအနေနဲ့85တန်းကိုပေးပါမလားဆိုတာကတော့စဉ်းစားပြဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ Man United အသင်းကသူတို့မှာကစားသမားတယောက်အတွက်သတ်မှတ်ထားတဲ့ budget ရှိပြီးသားဖြစ်ပါတယ်ဒီကစားသမားကိုဘယ်လောက်နဲ့ကန်လန်းမယ်ဘယ်လောက်နဲ့အပြတ်ဆိုတဲ့အနေအထားမျိုးသူတို့က plan ရှိပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့ဒီသတင်းက
စောင့်ကြည့်နေတဲ့စီးရင်ထဲမှာပါလာတယ်ဆိုတာကိုပဲပြောပြထားတာဖြစ်တဲ့အတွက်ဒီဒီကစားသမားရောက်လာဖို့အခြေအနေကနည်းတယ်လို့သုံးသပ်ရမှာပဲဖြစ်ပါတယ်ဒါကတော့လက်ရှိရရှိထားတဲ့သတင်းတွေကနေပြမှာကျွန်တော်စိတ်ဝင်စားဖွယ်သတင်းတွေကိုကောက်လုပ်ပြီးတင်ဆက်ပေးထားတာဖြစ်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားတဲ့သတင်းတွေကိုကျွန်တော်ထပ်မံတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုsubscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့ဗျကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျ